မင်္ဂလာပါချစ်လာဆွသောဓမ္မမိတ်ဆွေပေါင်းတို့ဒီကနေ့နှုတ်ကပတ်တော်ကိုခြုံပြီးတော့ပြောလိုက်ရမယ်ဆိုလို့ရှိရင်ဖျားသခင်ကလူသားတွေကိုလက်ရှိဖြစ်နေတဲ့ဘဝပုံစံထက်တာလွန်ကောင်းမွန်တဲ့ဘဝတစ်ခုရှိနေသေးတယ်ဆိုတော့ကိုဖော်ပြဖိတ်ခေါ်ခြင်းဖြစ်ပါတယ်ပထမကျမ်းစာမှာဖျားသခင်ကအာဗြဟံကိုခေါ်တယ်မင်းရဲ့ပြည်မင်းရဲ့အမျိုးအနွယ်မင်းရဲ့အဖအိမ်ကိုထားခဲ့ပြီးတော့ငါပြမဲ့တိုင်းပြည်ကိုသွားပါဆိုပြီးဖျားသခင်ဖိတ်ခေါ်တယ်အဲ့ဒီလိုဖျားသခင်ရဲ့အမိန့်တော်ကိုနာခံပြီးတော့လိုက်မယ်ဆိုလို့ရှိရင်မင်းကနေမှကြီးမားတဲ့လူမျိုးစုကြီးတစ်ခုဖြစ်ပေါ်လာစေရမယ်မင်းကကောင်းကြီးပေးမယ်မင်းရဲ့ကောင်းကြီးကမင်းနဲ့ပဲပြီးသွားမှာမဟုတ်ဘူးမင်းအားဖြင့်ငါဟာလူအများကြီးကိုကောင်းကြီးပေးဦးမယ်လို့ပြောတယ်နောက်တစ်ခုကသူ့ကိုလုံးဝတေချာတဲ့အနာဂတ်တစ်ခုကိုပေးတယ်မင်းပေါ်မှာကောင်းကောင်းမဆက်ဆံတဲ့သူတွေမင်းကိုကောင်းကြီးပေးတဲ့လူကကောင်းကြီးပေးမယ်မင်းကိုကြိမ်ဆဲတဲ့သူတွေကိုငါကြိမ်ဆဲမယ်ဆိုပြီးတော့သူ့ဘက်မှာအခိုင်အမာရှိနေမယ်ဆိုတာဂရုပေးတယ်အဲ့တော့မင်းရဲ့ပြည်မင်းအမျိုးအနွယ်မင်းအဖအိမ်ကိုထားခဲ့အဲ့ဒီထားခဲ့လို့ရှိရင်မင်းအပြင်လူမျိုးကြီးတစ်ခုဖြစ်စေမယ်မင်းကိုကောင်းကြီးပေးမယ်မင်းရဲ့အနာဂတ်အစဉ်ပြေဖို့အတွက်ငါမင်းဘက်မှာရပ်တည်ပေးမယ်ဒီသုံးခုကိုဖျားသခင်ဂရုပေးခဲ့တယ်ဧဝံဂေလိကျမ်းစာတော်မြတ်မှာသခင်ခရစ်တော်ရဲ့အစင်းသဏ္ဍာန်ပြောင်းလဲခြင်းကိုကျွန်တော်တို့ကြားကြရတယ်မင်းတို့မကြားခင်မှာသခင်ခရစ်တော်ရဲ့ဒုက္ခခံခြင်းတွေဆင်းရဲခြင်းတွေတတ်ခံရခြင်းတွေနှိပ်စက်ခြင်းမှခံရတာတွေတွေ့လိမ့်မယ်ဒါပေမဲ့အဲ့ဒါတွေအဆုံးမဟုတ်ဘူးဒါတွေရဲ့နောက်ွယ်မှာဖျားသခင်ဘုန်းကုံတော်ရှိနေသေးတယ်ဆိုတော့ကိုပြန်ပြီးအာမခံချက်ပေးတယ်ဒီကနေ့မြင်ရတဲ့မြင်ကွင်းကိုကျွန်တော်ကြည့်အောင်သခင်ခရစ်တော်ရှိတယ်မိုးစံနဲ့အေလိယပေါ်ပြီးလို့ရှိရင်စကားပြောနေတယ်ဖျားသခင်ရဲ့ကြီးမားတဲ့အယောင်ဝါတွေတောက်ပနေတဲ့နော်အယောင်အစင်းတွေပြည့်နေနေတဲ့ဖျားသခင်ဘုန်းကုံတော်ကိုသူတို့မြင်ကြရတယ်တောက်ကြနေကြီးမှာသခင်ခရစ်တော်ကလောဘကတ်ထဲမှာတင်ခံထားရမယ်တစ်ဖက်တစ်ချက်မှာတခိုးနှစ်ယောက်ရှိမယ်အင်တာမယုံညံ့နွမ်းပါတဲ့ပုံစံကိုကျွန်တော်တို့တွေ့ရအောင်မယ်အစင်းတန်ပြောင်းလဲတဲ့သခင်ခရစ်တော်နော်တောင်ပေါ်မှာပဲလောဘကတ်ထဲမှာအသေးခံတဲ့ခရစ်တော်တောင်ပေါ်မှာပဲဒီနှစ်ခုလုံးမှာဖျားသခင်ရဲ့ဘုန်းကုံတော်လို့မြင်နိုင်စွမ်းရှိဖို့ကျွန်တော်တို့မှာလိုအပ်တယ်ဆိုတော့ပြောတယ်ကျွန်တော်တို့ရဲ့ဘဝတွေမှာဖျားခင်နဲ့အတူတူရှိမယ်ဆိုလို့ရှိရင်လူတွေကိုယ့်ကိုချီးမွမ်းပြီးတော့ချီးမြှောက်နေသည်ဖြစ်နေပါစေလူတွေကိုယ့်ကိုကဲ့ရဲ့ပြီးတော့နှိမ်ချနေပြီဖြစ်ပါစေကိုယ်မှာတိတ်ခါရှိနေမှာပဲကိုကဘာလဲကိုဘယ်သူလဲကိုဘယ်လိုနေရမလဲကိုယ့်ရဲ့တန်ဖိုးကိုထိမ့်သိမ်းထားနိုင်ဖို့လိုတယ်တေဘာတော်ပေါ်မှာအစင်းသဏ္ဍာန်ပြောင်းလဲတဲ့ခရစ်တော်ကာရိုက်တော်ပေါ်မှာလောဘကတ်တွေပေါ်မှာအသေးခံနေတဲ့ခရစ်တော်ဒီရုပ်ပုံတစ်ခုလုံးကဂုံကျက်တည်ရှိတဲ့ပုံဆိုတော့ကျွန်တော်တို့သိကြတယ်အဲ့တော့မိတ်ဆွေတို့ဘဝရဲ့အတွေ့အကြုံတွေထဲမှာဒီဟာကိုသင်ခန်းစာယူကြရအောင်ဒီရှက်เสียကောင်းတဲ့လောဘကတ်တရဲ့ပုံသဏ္ဍာန်တွေကိုဖျက်ကျော်သွားပြီးတဲ့အချိန်မှာရှင်မြန်ထမြောက်ခြင်းနဲ့ဘုန်းကုံတော်တွေပြန်လည်ရှိနေပါသေးတယ်မကြောက်မရွံ့တဲ့စိတ်တွေနဲ့လောဘကတ်တိုင်ကိုရင်ဆိုင်လိုက်ရအောင်လူတွေအမြင်မှာခဏတာရှုံးနေခြင်းဖြစ်နေလိမ့်မယ်ဖျားသခင်ဟာအချိန်တန်တဲ့အချိန်မှာဒီຢာတွေအားလုံးကိုဖယ်ထုတ်လိုက်ပြီးတော့သူ့ရဲ့ဘုန်းကုံတော်ထင်ရှားခြင်းကိုကျွန်တော်တို့ကိုပြသပေးပါလိမ့်မယ်ဖျားသခင်ရဲ့ဘုန်းကုံတော်ထဲမှာအမှန်တကယ်မျှဝေခံစားခွင့်ရှိပါတယ်ရေရဲရင်းချင်းတဲ့ဘဝရဲ့ဆင်းရဲဒုက္ခများကိုရင်ဆိုင်ဖြတ်ကျော်သွားကြပါစို့ကျွန်တော်တို့အားလုံးကိုထာဝရဘုရားသခင်ကောင်းချီးပေးတော်မူပါစေ